င်္ဂလာပါရှင်ဟုတ်ကဲ့မမဟုတ်ဒီမမပေါ့နော်ညီမလေးဆိုင်မှာဟို2022လောက်တော့အော်အာဒယ်လေးခတ်ထားတာပေါ့ညီမလေးဆိုင်မှာအော်အာဒယ်လေးကိုမမအလဲရောက်လုပ်တဲ့အခါမှာရောအဆင်ပြေရလားစိတ်ကျဉ်နေရလားမမကျင်းနေပါတယ်ညီမလေးဟုတ်ကဲ့ဟုတ်ရမ်းအဆင်ပြေပါတယ်သူကရောင်းစည်းဝယ်စည်းရလဲအတူတူပဲဆိုတော့လေအမအနေနဲ့ဟိုစိတ်ထဲမှာကျင်းနေပါတယ်ဟုတ်ကဲ့ပါမမဟုတ်ဒါမမအော်အာဒယ်လေးကိုညီမလေးဆိုင်မှာအလဲရောက်လုပ်ပြီးအပြင်မှာပေါက်စိတ်တိုင်းပြီးတော့မမမနေ့ကအမျက်ကောဘယ်လောက်ရလိုက်လဲမမ9သိန်းကျော်လောက်တော့ကြီးရတယ်ဟုတ်အဲ့ဆိုအော်ဟာတယ်ကိုပေါက်စည်းပေးရပြီးအညက်တွေအများကြီးရသွားတာပေါ့မမဟုတ်ဝမ်းသာပါရဲ့ရှင်အခုလည်းမမဟန်းချင်းကြီးထပ်အားပေးသွားအတွက်ထပ်ပြီးတော့ကျေးဇူးတင်ပါတယ်နော်မမဒီညီမလေးအမြတ်တူဆိုင်ရောမမဘယ်ကနေစတည်ပြီးတော့ဝယ်ဖြစ်တာလဲမမဟုတ်ညီမလေးတို့ဒီအင်းနဲ့တူဆိုင်ကဒီကမုံဝင်ဆိုင်ငိမ်ကမုံဝင်မှာပေါ့နော်စဖွင့်တဲ့အချိန်ကြီးကမသတိထားမိတာပေါ့နော်အများနဲ့လည်းဖြတ်သွားတိုင်းလည်းကြည်တာပေါ့ကြည့်တော့မဒီချက်မျိုးလေးမှာစွတ်တဲ့လက်စွပ်လေးကိုအရင်ဆန်းပြီးအကြည့်တာပေါ့ဟုတ်ကဲ့အကြည့်ပြီးတော့ပြန်ပြီးတော့ရောင်းကြည့်တာပေါ့နော်အဲ့လိုရောင်းကြည့်တော့အဆင်ပြေတာတွေ့ရလို့မဒီဟန်ချင်းလေးကိုထပ်ပြီးအားပေးတာပါဟုတ်ကဲ့ပါဟုတ်အဲ့ဆိုရှင်အလဲရောင်းလေးနဲ့အဆင်ပြေအော်ရာတယ်လေးကိုလည်းအလဲရောင်းလုပ်ပြီးရမမညီမလေးဆိုင်ရေးချက်ပြသွားတာပေါ့နော်မမဟုတ်ကဲ့ဟုတ်ကဲ့ပါကျင့်တတ်မှုပေးနိုင်တော့မရေးချက်ပြပါတယ်နော်ဟုတ်ကဲ့ပါနောက်လည်းအားပေးပါပါမမလည်းအဆင်ပြေဆိုအခြားအချင်းမိတ်ဆွေလေးတွေညွှန်ပေးပါအောင်နော်ညွှန်ပေးပါမယ်ညွှန်ပေးပါကျေရနိုင်လည်းအများကြီးအဖို့ခေါ်ပါစီရှင်ဟုတ်ကဲ့စိန်ဝဲမလားဒါမှမဟုတ်ရွှေဖြူလားကြောက်တယ်လားဘာပဲဝယ်ဝယ်အေးမြသူနဲ့ဆိုစိတ်အေးစေရမယ်နော်